ဟာလေလုယာဆိုတော့ဒီနာမှာကျွန်တော်ကြည့်တဲ့အခါမှာတွေ့ရတယ်လေထာဝရအသက်ဆိုတာပါလေမှန်တော်ဖရာသခင်မှန်တော်ဖရာသခင်နံပါတ်1တည်းဘာဖရာလဲမှန်တော်ဖရာလို့ပြောတယ်ဆိုရင်ဘာလို့ပါယူတစ်ဖက်မှာရှိမလဲမာတော်ဖရာတင်းနဲ့ကျွန်တော်ဖရာယုံကြည်ကိုးစားနေတဲ့နေရာကမှန်တော်ဖရာမာတော်ဖရာအဲ့ဒါကောင်းကောင်းသိရအဲ့ဒီမှန်တော်ဖရာသခင်ဆိုတော့ကျွန်တော်သိရမယ်နောက်တစ်ခုကဘာလဲဆိုအဲ့ဒီဖရာကတဆူလေးပဲရှိတယ်ဟာလေလုယာဘာရှိလဲတဆူလေးပဲတဆူလေးဖြစ်တဲ့ကိုရောစေလွတ်တော်မူသောယေရှုခရစ်တော်ကို၎င်းတည်ကျွမ်းခြင်းယေရှုခရစ်တော်ကို၎င်းတည်ကျွမ်းခြင်းဟာလေလုယာဆိုတော့ကကျွန်တော်တို့ဒီဟာလေးကိုဘာတွေ့ရလဲဆိုတော့တချို့ကမှန်တော်ဖရာကိုသိတယ်စေလွတ်တော်မူတဲ့ယေရှုကိုလက်မခံသိလည်းမသိချင်ဟုတ်တယ်တချို့ကမှန်တော်ဖရာကိုခရိယန်ထဲမှာလည်းအားရှိရနော်မှန်တော်ဖရာဆိုတာသူတို့သိကောင်းကောင်းယုံကြည်ဒါပေမဲ့စေလွတ်တော်မူတဲ့ယေရှုကိုယုံကြည်လက်ခံရှိအဲ့ဒီယေရှုခရစ်တော်ကိုဘယ်လိုဖြစ်ရမလဲတိကျွမ်းရမယ်ဟာလေလုယာအာမင်ကျွန်တော်တို့တယောက်နဲ့တယောက်ဥမာသိတယ်ဆိုတာဥမာဘောင်ပီကိုကျွန်တော်ကသိတာနဲ့အမိုးကသိတာမတူဘူးဘောင်ပီအကြောင်းကိုကျွန်တော်ကသိတာနဲ့အမိုးသိတာနဲ့မတူဘူးကျွန်တော်သိတာကြတော့ရိုးရိုးအသိပဲဖြစ်ပြီးတော့အမိုးသိတဲ့အသိကကြတော့တိကျွမ်းဟာလေတိကျွမ်းဟာလေလုယာအာမင်ယေရှုကိုဘယ်လိုသိရမလဲဆိုတော့အဲ့လိုတိကျွမ်းရမှာဥပမာပေါ့ကျွန်တော်တို့ကအလောက်ထိရှိနေရမယ်အာမင်ဟာလေလုယာအဲ့ဒါကျွန်တော်ခုနရှင်အားခရစ်ခန်းကြီးဆက်ကိုအပိုင်းငယ်1ကိုအပိုင်းငယ်3ကိုမဖတ်ခင်မှာကျွန်တော်ကထာဝရအသက်ကြောင်းကိုကျွန်တော်ပြောပြီးစဉ်ဆရာထာဝရအသက်နဲ့ပတ်သက်ရင်ကျမ်းပိုက်ကကျမ်းစာထဲမှာဘယ်နှပိုက်ရှိတယ်ဒီပိုက်တွေထဲနဲ့ဒီပိုက်ကတော့တေချာပေါက်ဖတ်လိုက်မယ်အောက်ကနေဘာဖြစ်နေရမလဲတီးကိုတီးနေရမယ်အလောင်းမှမတီးဘူးဆိုရင်ယေရှုတီးကြွားတယ်လို့ပြောလို့ရဘူးလူသေးတယ်တမင်းတော့များမစားနိုင်ဘူးရှော့စားကျန်းစာများပတ်အောင်အဲ့တော့နားလည်စီခြင်းနဲ့ထာဝရတဲ့ဟာလေလုယာမှန်တော်ဘုရားသခင်ကိုသိရတဆူတေးဖြစ်တဲ့အကြောင်းသိရကျိုးကမှန်တော်ဘုရားကိုသိတယ်တဆူတေးအဖြစ်နှလုံးသားမှာမထားနိုင်အဲ့တော့ဒီကနေ့ကျွန်တော်တို့အရောက်ချင်းစီရဲ့အသက်တာမှာဘုရားသခင်ကထာဝရအသက်ဆိုတာဘာကိုပြောချင်တယ်လဲဆိုတော့ကျွန်တော်တို့အစကတည်းကဘုရားအသက်ပေးကြတယ်ဘာအသက်နဲ့ရှင်တန်တာလဲဘုရားပေးတယ်ထာဝရဘုရားပေးတယ်အသက်ဆိုမှတော့ဘာအသက်လဲထာဝရအသက်ပေါ့ဒါပေမဲ့ယေရှုကိုတိကျွမ်းခြင်းလို့သူပြောတယ်မှန်တော့ဘုရားတဆူလေးပြယေရှုတိကျွမ်းခြင်းဆိုတာဘာကိုရည်ညွှန်းတယ်လဲဆိုယေရှုကကျွန်တော်တို့အတွက်ကားရိုက်ပေါ်မှာလုံပေးခဲ့တဲ့အရာကိုကျွန်တော်တို့တိကိုတိကျွမ်းရမယ်ဟာလေလုယာဟာလေလုယာအဲ့တော့တိကျွမ်းရမယ်အဲ့လိုတိကျွမ်းပြီးတဲ့အခါမှာအဲ့ဒီမှာယေရှုအဖြစ်ရတဲ့ထာဝရအသက်ကတော့စင်ရခြင်းနော်ဒုက္ခကင်းဝေးတော့နော်စင်ရဒုက္ခကင်းဝေးတော့ကောင်းကင်ဘုံမှာဟာလေလုယာအာမင်အဲ့မှာဗာလဲအိုခြင်းနာခြင်းသေခြင်းကင်းတော်နေဘသူကြောင့်ကျွန်တော်တွားရမှာလဲယေရှုခရစ်တော်ကြောင့်တွားရဟာလေလုယာဒါကိုနားလေသဘောပေါက်ထားပြီးနှလုံးသွင်းပြီးတော့ကြောက်စူးချနှလုံးသားထဲမှာတကယ်ပနေရနှလုံးသားထဲမှာတကယ်တန်မိုးဆွဲပြီးတော့လာရတာပြောရမယ်ဆိုရင်တောက်တဲ့လူကဝရင်စောပနေရကြောက်စူးချလုံးဆွဲမြဲကပ်ပြီးတော့ယုံကြည်စိတ်ချပြီးဆိုတကယ်ယေရှုခရစ်တော်မိန့်မာတဲ့ဗတ္တိဇံဆိုတဲ့နှစ်ချင်းမိန့်ခံယူရတာဟာလေလုယာယုံကြည်ကြောင်းလဲလူရှိ
ရားရှိပါဘူးခင်ဗျာဟာလေလုယာရွှေမျိုးတွေကြားထဲမှာလဲဟိုရှက်ကိုရှက်ကကိုကြောင့်ကိုဝဲနဲ့ဟိုကိုယေရှုကိုယုံကြည်တဲ့ခရိယာမဟုတ်တယ်လို့ဘာလို့နဲ့ရှက်နေမယ်ဆိုတိတ်ဝမ်းနေစရာကောင်းဟာလေလုယာဟာလေလုယာကျွန်တော်တို့အတွက်အဆက်ပွဲကံပြီးကားတိုင်းမှာပြေကံပြီးတယ်ကျွန်တော်တို့ရွှေမျိုးတွေကြားထဲမှာအဆက်ပွဲခံဖြစ်ခဲ့အာမင်ကျွန်တော်တို့အာမင်မလဲတဲ့အာမင်ဟာလေလုယာလဲကိုလဲနိုင်ရဟာလေလုယာအဲ့တော့ဖယားပြီးတဲ့ထာဝရဆိုတာကအိုခြင်းမရှိဘူးနာခြင်းမရှိဘူးတေခြင်းမရှိဘူးအိုခြင်းနာခြင်းတေခြင်းကင်းတဲ့နေရာဖြစ်ဒုက္ခမရှိဘူးမျက်ရည်မရှိဘူးဆင်းရဲခြင်းမရှိဘူးမနာလိုခြင်းမရှိဘူးမုန်းတီးခြင်းမရှိဘူးအာမင်ကဲ့ရဲ့ဝေဖန်ခြင်းမရှိဘူးရှုံးချခြင်းမရှိဘူးစားစရာအသက်ပင်ရှိတယ်အသက်ပင်တစ်ပင်တွေကနေအသီး12မျိုးတီးတယ်အသီး12မျိုးတီးပြီးတော့လာတိုင်းပေးတယ်အရွက်ကိုစားရင်နော်ကျမ်းပါတယ်အသီးကိုစားရင်တက်ရှိတယ်အရွက်ကိုစားပြီးကျမ်းပါတယ်အသီးကိုစားရင်အသက်ရှိပါတယ်ဆိုမှတော့ဘာလို့အောင်လဲဘိုင်အောင်ဘိုင်နာကောင်းကဖြစ်မလားနော်ဟိုအဲ့ဒီစာစိတ်တက်ဒီပါဖြစ်ဘာမှဖြစ်เสียအကြောင်းမရှိအရွက်ကိုစားရင်ကျမ်းပါတယ်အသီးကိုစားရင်တက်ရှိဘယ်တော့တည်မလဲဒီလိုစားစာမျိုးလဲဆိုဘယ်တည်တော့မလဲပုတ်ပြက်နိုင်တဲ့အပင်မျိုးမဟုတ်အသက်ပင်ဆိုမှတော့အပုတ်စာမထွက်ဘူးအာမင်ဟာလေလုယာကျွန်တော်ပြောမယ်ကောင်းကင်နိုင်ငံမှာအင်တာမရှိဘူးဟုတ်တယ်ဟာလေလုယာအာမင်အပုတ်အပြက်တွေကောင်းကင်မှာမရှိအင်တာစီလေးစင်ဟာလေလုယာဟာလေလုယာဆိုလိုတဲ့သဘောတရားကချမ်းသာဒုက္ခပုံဖြစ်တယ်ကြောက်မြဲရနာနဲ့စီးချပြီးစီးပြီးတော့ရွှေစင်အစစ်တွေနဲ့တီဆောက်ထားတဲ့အိမ်တော်ဖြစ်တယ်ကျွန်တော်တို့ဖျားနေတဲ့နေရာပဲရွှေနဲ့တီဆောက်တာမဟုတ်တော့ဒီနဲ့ကျွန်တော်ကဖျားကိုယုံကြည်ကိုးစားလို့ဖျားကကျွန်တော်တို့ကိုလှုပ်ပေးထားတဲ့အခန်းထဲဟာလေရွှေနဲ့ကာတဲ့အခန်းဟာလေလုယာအိမ်ဆောက်ပြီးဆိုရင်အိမ်ရှင်ကခေါင်းစားတယ်ထရနဲ့ကာရင်ကောင်းလားတွတ်နဲ့ကာရင်ကောင်းလားနော်အုပ်နဲ့ကာရင်ကောင်းလားစင်ပြေတော့ကြွေပြားလေးပါကတ်ချင်တာပေါ့ကျွန်တော်ဆိုရင်တော့စိတ်ကူးရင်တော့ကြောက်စိမ့်ပြားချင်းနဲ့ပဲအိမ်ကိုကပ်ပြီးတော့နေတော့ဘယ်လောက်စိတ်ရှိမလဲဒါပေမဲ့ဖယားကြီးရဲ့ကောင်းကင်နိုင်ငံတော်မှာကျွန်တော်တယောက်ချင်းစီလိုက်ရဒါရီကောင်းရှုပ်စရာမလိုအလုံးတန်းတူရွှေနဲ့ပဲကုန်ကားပြီးကျွန်တော်အခန်းလဲရွှေနဲ့ပဲကားပါကျော်ထုံးခန်းလဲရွှေနဲ့ပဲကားပါမုံဝေကန်းလဲရွှေနဲ့သူကြတော့ဖယားကိုတိတ်မချစ်ဘူးဝိလေကြောင့်ပတ်လို့ဝိတကမှာဖယားကိုချိန်ပေးတယ်ဆိုတော့ငါသူ့တော့ထရနဲ့ပဲကားပြီးအဲ့လိုမရှိပါဟာလေလုယာအားလုံးအရွှေနဲ့ပဲဟာလေလုယာကျွန်တော်အတွက်လည်းရွှေနဲ့ပဲကားဟာလေလုယာအိမ်မှာနေပြီးတော့ဆူတောင်းပြီးတော့နော်အိုးယုံကြည်သူတွေဆူတောင်းပြီးရှိကြလားမသိပါဘူးရှိလောက်မယ်လည်းမထင်ပါဘူးနော်ဝေးရပဲရှိမှာပါဆရာအိမ်မှာလည်းအလုံးတမင်ချေဆူတောင်းအလုံးလုံးရေးဆူတောင်းโอ้คนเนี่ยသားသမီးကိုကောင်းချီးပြီးယေရှုကြောင့်ကြားယုံလွယ်ဖို့ဘုရားခင်တိုးတီးပါဒါတကယ်ဆူတောင်းတဲ့အရာနော်တကယ်ဆူတောင်းတဲ့ဒါဆူတောင်းโอ้ဘုရားခင်အကြောင်းကိုထော်လော်ကလည်းလုံနေတဲ့သူတွေကိုတိလဲနာမည်နဲ့တက်ပြီးတော့သူတို့ကိုကောင်းချီးပြီးဘုရားသခင်ကမာတဲ့ကြောက်ကိုထုချေလို့ရတယ်နှုတ်ကပတ်တော်သူစုပါရှိတယ်အာမင်ဟာလေလုယာဟာလေလုယာဒါကြောင့်မလို့ထာဝရအသက်ဆိုတာနော်ဆင်းရဲဒုက္ခနဲ့ဆန်စားတဲ့နေရာမဟုတ်ပါဘူး။ဖယားခင်ပေးတဲ့ယေရှုကပေးတဲ့ထာဝရအသက်ဆိုတာချမ်းသာဒုက္ခနဲ့ဆန်စားရမယ်ကျွန်တော်တို့ရဲ့ဝိညာဉ်လက်ပြဆန်စားရမယ်နေရာကိုရည်ညွှန်းပြီးတော့ပြည့်စုံခြင်းနဲ့ရှင်သာရမယ်နေရာဖြစ်တဲ့အတွက်ထာဝရအသက်ရတယ်ရည်ညွှန်းတာဖြစ်တယ်။ဟာလေလုယာ။ထာဝရအသက်ကရှိပြီးသားတင်တဲ့ကျွန်တော်ဒါပေမဲ့နေရာပြောင်းသွားတာပဲရှိတယ်ဟာလေလုယာအဲ့ထာဝရအသက်နဲ့ထာဝရကငရဲမိအိုင်ထဲမှာထာဝရပဲလေသူလဲထာဝရကိုလဲထာဝရခံဖို့ဟုတ်တယ်မလားပူလောင်ခြင်းကိုခံဖို့ထာဝရကိုဝိညာဉ်လေးပြလဲထာဝရပဲသွားပါလေပူလောင်ခြင်းကိုထာဝရလေနာကျင်ခြင်းကိုထာဝရအခု98 90မှာ
တောခတွေပြပါရတွေပူပန်မှုတွေကြောင့်ပူလောင်တဲ့အရာခဏပါပဲဟာလေလုယာဟာလေလုယာဒါလေးကိုတော့ကျွန်တော်တို့တီးခံပြီးတော့ကြော်ဖြတ်ရမှာဖြစ်တယ်ဒီနေ့